အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာတော့ Exploration Acres ကျွန်တော်လာဆက်မှာဖြစ်ပါတယ်အင်ဒနာမှာဖြစ်ပါတယ်ကျွန်တော်ပန်းချံတခုမှာရောက်နေတာဖြစ်ပါတယ်ဒီနေ့ကစနေနေ့ဧပြီလ18ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒါတော့ပန်းချံဖြစ်ပါတယ်22ဧကကျဲပန်းချံဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ရတူလည်းအများကြီးတွေ့ရပါတယ်ဒါတော့ယုံဖြစ်ပါတယ်ဒီမှာပန်းနေကျွန်တော်တွေ့ရတယ်ဟိုမှာဒီလိုလည်းအများကြီးတွေ့ရပါတယ်နော်ဒီမှာ Exploration Acres ဖြစ်ပါတယ် Tulips လောက်လည်းခေါ်ပါတယ်နော်ဝင်ကြီးရတော့တယောက်ကို$80ဖြစ်ပါတယ်ကျွန်တော်တို့ online မှာမဝယ်ထားလို့ဈေးကြီးတာဖြစ်ပါတယ် online မှာဝယ်တော့ဒါတဲ့ဈေးနဲ့မှာဖြစ်ပါတယ်လို့နော်အားလုံးရှင်ဒီနောက်ခုလာလဲကြောက်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့နောက်ထပ်နှစ်ပတ်လောက်ဆက်လက်ဖုန်းမှာဖြစ်တယ်ဆိုတော့ကြောင့်လည်းသင်္ကောင်းပါချင်ပါတယ်လာပါတယ်ဒီဖက်မှာနော်ကျွန်တော်ပန်းနေတွေ့ရတယ်ဝေးမှာလည်းပန်းနေတွေ့ရတယ်နော်ဒါတော့သူယုံဖြစ်ပါတယ်လို့နော်ကျွန်တော် Google search မှာ Exploration Acres ကျွန်တော်ဒီမှာစာသားလေးပြပြမှာဖြစ်ပါတယ်ဒီမှာနော် Google search မှာဒါလေးနေလဲလို့ရှင်တော်တော့ရပါတယ် Indianapolis ကနေကျွန်တော်တို့တနာရီနဲ့9မိနစ်လောက်မောင်းရတာဖြစ်ပါတယ်နော်ဒီမှာဒါလည်းကြောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်နော်တမလာပါတယ်နော်ဒီမှာကျွန်တော်တို့ဒီမှာတမလာပါတယ်ဒီမှာစပင်းလေးတစ်စီးတွေ့ရတယ်စပင်းလေးတစ်စီးတွေ့ရတယ်စပင်းပေါ်မှာပန်းနေလဲကျွန်တော်တွေ့ရပါတယ်လို့ဒီမှာကတော့ပန်းဝယ်ချင်တဲ့လူတွေအတွက်ပတ်စံပေးတဲ့နေရာဖြစ်ပါတယ်နော်ဒီမှာအားလုံးပဲ bye bye